ဟိုရှိကအေယာဝတီမြေကမ်းနားကထန်းတော်ကြီးတွေဝန်းရံထားတဲ့ရွာကလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာမောင်နွေဦးလို့ခေါ်တဲ့ရိုးသားဖြူစင်ပြီးဝီရိယကောင်းတဲ့ရေထမ်းသမားလူငယ်လေးတစ်ယောက်နေထိုင်တာပေါ့။မောင်နွေဦးရဲ့အလုပ်ကတော့မနက်အာယုံတက်ကလေးကထမ်းပင်တွေပေါ်တက်ထမ်းရေအိုးတွေချပြီးရင်ရွာထဲကအိမ်တွေကိုရေထမ်းပေးရတဲ့အလုပ်ပါ။သူရေထမ်းပြီးလမ်းလျှောက်လာရင်ခါကရေထမ်းပုံးတန်တွေကဘေးကနေခြောက်ချားနဲ့တာယာမြည်နေတတ်တယ်။အဲ့ဒီရွာမှာပဲရွာသူကြီးရဲ့သမီးမနှင်းနွယ်တော့ဆိုတဲ့အချောလှလေးလည်းရှိတယ်။မနှင်းနွယ်ကရွာသူကြီးသမီးဆိုပေမဲ့မာနမရှိပဲသဘောမနှောအရန်ကောင်းရှာတယ်။သူတို့နှစ်ယောက်ဟာတရွာတဲသားတွေမို့ငငယ်ကလေးကမြင်ဖူးနေကြပေမဲ့မောင်နွေဦးကတော့အောက်ခြေလူရန်စားရေထမ်းသမားမို့သူကြီးသမီးကိုအလှမ်းကွာတဲ့လာမင်းကြီးလိုပဲသဘောထားပြီးအဝေးကနေတိတ်တဆိတ်ချစ်နေခဲ့ရတာပေါ့။တရက်မှာတော့ထူးဆန်းတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့တယ်။မနှင်းနွယ်ဟာမြစ်ကမ်းနားမှာလင်းငင်းခံရင်အမှတ်မထင်ချေချော်ပြီးရေစီးတန်တဲ့အေယာဝတီမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ကဲကြပါဦး။မြစ်ကမ်းနားမှာရှိနေတဲ့ရွာသားတွေဟာရေစီးတန်လွန်းလို့ဘယ်သူမှမစင်းရဲပဲအော်ဟစ်နေကြတဲ့အချိန်ထမ်းပင်ပေါ်ကနေမြင်လိုက်ရတဲ့မောင်နွေဦးဟာထမ်းပင်ပေါ်ကနေချက်ချင်းလျှော့ဆင်းပြီးမြစ်ထဲကိုအသက်နဲ့ယင်းပြီးခုန်ချလိုက်ပါတော့တဲ့ထမ်းပင်တက်လို့တန်မာလှတဲ့သူ့ရဲ့လက်မောင်းစုံနဲ့မနှင်းနွယ်ကိုရေစည်းထဲကနေအောင်မြင်စွာဆွဲတင်ကယ်ဆယ်နိုင်ခဲ့တယ်။အဲ့ဒီအဖြစ်ပြက်ပြီးတဲ့နောက်မှာတော့မနှင်းနွယ်ဟာမိမိအသက်ကိုကယ်တင်ခဲ့တဲ့မောင်နွေဦးရဲ့တတိနဲ့ရိုးသားမှုကိုသဘောကျပြီးရင်ထဲမှာအချစ်စစ်နဲ့တန်ရောစင်တွဲသွားခဲ့ပါတော့တယ်။ဒါပေမဲ့ရွာသူကြီးဖြစ်တဲ့မနှင်းနွယ်ရဲ့အဖေကတော့တထေးအတိုင်းဝိုင်းကမဟုတ်တဲ့ရေထမ်းသမားမောင်နွေဦးကိုသမီးနဲ့သဘောမတူနိုင်ဘူးဆိုပြီးပြက်သားညင်းဆိုခဲ့တယ်။မောင်နွေဦးမင်းကငါသမီးအသက်ကိုကယ်တာကျေးဇူးတင်ပါတယ်။ဒါပေမဲ့ရေထမ်းသမားနဲ့ငါသမီးနဲ့ကဂုဏ်သိက္ခာချင်းမမျှဘူး။မင်းတကယ်ပဲငါသမီးကိုယူချင်နေဆိုရင်လာမဲ့ဆောင်းဦးရာသီမကုန်ခင်မှာမင်းရဲ့လှုပ်အားကားနဲ့ဒီရွာကစင်းရဲသားအိမ်အောင်စုအားလုံးကိုတိမ်နဲ့မကြံရေရင်းအစ်စ်တွေတူးပေးနိုင်ရမယ်။ဒါမှမင်းမှာငါသမီးကိုလှုပ်ကြွေးနိုင်တဲ့အရေးချင်းရှိတယ်လို့ငါသတ်မှတ်မယ်လို့ခက်ခဲတဲ့စိန်ခေါ်မှုကြီးကိုပေးလိုက်တယ်။ရွာသူကြီးကတော့ရေထမ်းသမားတယောက်ရဲ့ဝင်ငွေနဲ့လူအင်အားနဲ့ဒါဟာဘလို့မှမဖြစ်နိုင်ဘူးလို့ထင်ပြီးနှင်ထုတ်လိုက်တာပေါ့။မောင်နွေဦးလည်းစိတ်တက်ကြသွားပေမဲ့မနှင်းနွယ်ရဲ့အားပေးစကားကြောင့်ဇွဲမလျှော့ဖို့ဆုံးဖြတ်လိုက်တယ်။သူဟာမနှက်ဆိုရင်ထန်းတက်နေကင်းဆိုရင်ရွာသားတွေအတွက်အခမဲ့ရေရင်းတွေကိုတယောက်တည်းစတင်တူးပါတော့တယ်။မောင်နွေဦးရဲ့စိတ်သဘောထားကောင်းမှုကိုသိကြတဲ့ရွာကအခြေခံလူရန်စားအလုပ်သမားတွေထန်းသမားတွေဟာဟေးလူတို့မောင်နွေဦးကတို့တွေကိုအမြဲကူညီခဲ့တာအခုသူ့အချစ်အတွက်တို့တွေအားလုံးဝိုင်းကူကြဆိုပြီးတရွာလုံးကအခြေခံလူရန်စားတွေဟာဘာလို့ခမမယူပဲမောင်နွေဦးနဲ့အတူရေရင်းတွေကိုတူတူဝိုင်းတူပေးကြပါတော့တယ်။စီးလုံးချင်းရဲ့အင်အားကြောင့်ပဲရွာသူကြီးသတ်မှတ်ထားတဲ့ရက်မတိုင်ခင်မှာတင်ရွာထဲကအိမ်တိုင်းမှာအဖိုးတန်တဲ့ရေရင်းတန့်လေးတွေအတီးတီးရှိသွားခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ရွာသူကြီးဟာလူစင်းရဲဆိုပြီးအထင်သေးခဲ့တဲ့ရေထမ်းသမားလေးမောင်နွေဦးရဲ့ဇွဲတတိနဲ့တရွာလုံးကလူထုရဲ့ချစ်ခင်မှုကိုမလွန်ဆန်နိုင်တော့ပဲသူ့ရဲ့သမီးချောလေးမနှင်းနွယ်နဲ့မောင်နွေဦးတို့ကိုသဘောတူလက်ထပ်ပေးလိုက်ရပါတော့တယ်။အဲဒီနေ့ကစပြီးရေထမ်းသမားလေးနဲ့သူကြီးသမီးတို့ဟာဂုံတက်တွေကိုဘေးဖယ်လို့ရိုးသားခြင်းစ조사ခြင်းတွေနဲ့အတူရွာကလေးမှာပျော်ရွှင်ချမ်းမြေ့စွာပေါင်းသင်းနေထိုင်သွားခဲ့ကြပါတော့တယ်ဗျာ။